Good to live more. အားလုံးပဲမင်္ဂလာပါမအင်ဒရာ channel ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်အင်ဒရာကအခုအင်ဒရာတို့ကျောင်းရှိကပန်း channel မှာရောက်နေတာပေါ့နော်နေတက်လာခံနေတာသူကနည်းနည်းလေးအေးလာပြီဆိုတော့သူကအခုဆိုရင်နေပူထဲမှာထွက်ထိုင်နေလို့ရတယ်ပေါ့နော်အဓိကနေမတိလေမတိတွေဖြစ်နေလို့အဲ့တော့ဟိုမြေရောလာထအောင်လို့ပန်း channel မှာလာထိုင်နေတာပေါ့အဲ့တော့အခုပန်း channel မှာထိုင်နေနေအင်ဒရာကပြင်သစ်မှာကျောင်းတက်ဖို့အတွက်ကိုဒီကျောင်းလျှောက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ပြီးခဲ့တဲ့ခေါက်ကဗီဒီယိုထဲမှာတော့ Bachelor တက်မလား Master တက်မလားပေါ့နော် PhD တက်မလားရှင်းပြခဲ့ပြီးပြီပေါ့နော်ဒီတစ်ခေါက်မှာတော့ကျောင်းဘယ်လိုရှာမလဲပြီးလို့ရှိရင်ဖိအားတော်စုဘယ်လိုရှောက်မလဲဆိုတာလေးကိုအင်ဒရာတစ်ခါတည်းပြောပြပေးချင်ပါတယ်ကျောင်းဘယ်လိုရှာမလဲဆိုတော့အင်ဒရာတို့လိုမျိုး international student တွေမြန်မာကျောင်းသားတွေအတွက်အဓိကဇက်ကောင်ကတော့ Campus France လို့ခေါ်တယ်သူကပြင်သစ်အစိုးရရဲ့တရားဝင် agency ဖြစ်တယ်ပြင်သစ်ယဉ်ကျေးမှုရဲ့ပညာရေးနဲ့ယဉ်ကျေးမှုအောက်ကပေါ့နော်အဲ့တော့ဒီအခြားနိုင်ငံတွေမှာလည်းဒီ Campus France ကရှိတယ်အင်ဒရာတို့ဒီမြန်မာနိုင်ငံမှာဆိုရင်တော့သူတို့ကအခုဒီပြည်လန်းကပြင်သစ်ယဉ်ကျေးမှုဌာနမှာရုံးရှိတယ်ပေါ့နော်အဲ့တော့အင်ဒရာတို့ကဒီ Campus France ရဲ့ website ကိုတရင်တနည်းဖြစ်ဖို့လိုတယ်အင်ဒရာကတော့ကျောင်းတွေကိုအဲ့ဒီ website ကနေပြီးတော့ရှာတာအဲ့ website ကနေရှာပြီးတော့ရှောက်တာပေါ့နော်အဲ့တော့အင်ဒရာဆိုလို့ရှိရင်အဲ့ဒီမှာ keywords တွေနဲ့ဒီမှာအင်ဒရာ website လေးလည်းပြပေးတယ်အဲ့တော့ဒီမှာအင်ဒရာ keywords တွေနဲ့အင်ဒရာသွားရှာတာပေါ့နော်ကိုဘာတက်ချင်တာလဲဘယ်မျိုးသွားချင်တာလဲအဲ့လိုမျိုးရှာလို့ရတယ်ပြီးရင်ကိုကအဲ့မှာကျောင်းလျှောက်မယ်ပေါ့နော်ကိုတက်ချင်တဲ့ဒီဘာသာရပ်ကိုတွေ့ပြီးကျောင်းလျှောက်မယ်ဆိုလို့ရှိရင်လေဒီ Campus France ရဲ့သူတို့အောက်ကနေပြီးတော့ပဲနောက်တစ်ခုပေါ့နော်သူက Education France ဆိုတဲ့ portal မှာဒီလိုအပ်တဲ့စာရွက်စာတမ်းတွေကို document တွေကိုကိုက upload လုပ်ပြီးတော့ရှောက်လို့ရတယ်အဲ့တော့ဘာတွေလိုအပ်လဲပေါ့နော်ဘာတွေလိုအပ်လဲဆိုတော့ဥမာ Bachelor တက်မယ်ဆိုလို့ရှိရင်တော့ဒီ high school ကျောင်းပြီးထားတာတွေပြီးလို့ရှိရင်ဒီပြင်သစ်လိုတက်မယ်ဆိုရင်တော့ပြင်သစ်စာအနည်းဆုံးတော့ B2 တော့ရှိရမယ်အင်္ဂလိပ်လိုဆိုလို့ရှိရင်တော့သူက IELTS သို့မဟုတ် TOEFL တောင်းတယ်ဒါပေမဲ့အရန်အမြင့်တောင်းတာမဟုတ်ဘူးသူတို့က 6.5 လောက်ပဲပေါ့နော်အဲ့လောက်ပဲတောင်းတာဆိုတော့ဟိုလွယ်လွယ်ကူကူရအောင်ရှောက်ထားလို့ရတယ်ပေါ့နော်ပြီးရင်တော့ motivation letter နဲ့ရှောက်လို့ရတယ် master ရှောက်မယ်ဆိုလို့ရှိရင်တော့ bachelor ဘွဲ့ရဲ့ပြီးတော့ language certificate ရဲ့နောက်တစ်ခုကကြတော့ကိုယ့်ရဲ့ဒီ CV ပေါ့နော် CV ရဲ့ပြီးရင်ဒီကိုဘာလို့သွားတက်ချင်တာလဲဆိုတော့အဲ့ motivation letter ပေါ့နော်အဲ့ဒါလေးတွေနဲ့ရှောက်လို့ရတယ်အင်ဒရာအပြည့်စုံကိုလည်းအောက်မှာ description box ထဲမှာပြန်ထည့်ပေးထားပေးမယ်နော်ပြီးရင်တော့အင်ဒရာအကြံပေးချင်တာကတော့ Campus France မြန်မာနဲ့ appointment ယူပြီးတော့တေချာကိုတက်ချင်တဲ့ subject ရဲ့ project ရဲ့တေချာသွားပြီးတော့consult လုပ်ပါအင်ဒရာတို့အခုကြားနေရတာပေါ့နော်တချို့တွေက Campus France ကိုမတွေ့ဘဲနဲ့ကျောင်းတွေရှောက်ကြတယ်ရှောက်လို့ရတယ် private school တွေတော်တော်များများက service ကောင်းတယ်ဘာလို့လဲဆိုတော့ဒေါ်လာယူရိုပေါ့နော်ယူရိုတောင်းနဲ့ချီပြီးပေးထားရတာဖြစ်တဲ့အတွက်သူတို့ကတော့service ကောင်းတယ် public school တွေပေါ့နော် public university တွေကကြတော့တစ်နှစ်မှာယူရို200တို့300တို့ပဲပေးရတာယူရို200 300ပဲပေးရတာเนาะအဲ့လိုမျိုးဆိုတော့သူတို့ကတော့ service ကအဲ့လောက်ကြီးမကောင်းဘူးဒါပေမဲ့သူတို့ကလည်းဒါအစိုးရတက္ကသိုလ်တွေဆိုတော့အစိုးရတက္ကသိုလ်အတိုင်းပဲပေါ့နော်ဒါပုဂ္ဂလိကကျောင်းကတော့ပုဂ္ဂလိကကျောင်းအတိုင်းပဲပေါ့နော် service ကတော့အနည်းငယ်กว่าတယ်အဲ့တော့အဲ့လိုဟာမျိုးကကြတော့ဒီ campus run နဲ့သွားပြီးတော့တိုင်ပင်အကောင်းဆုံးပဲနောက်တစ်ခုကြားရတာတချို့တွေဆိုလို့ရှိရင်ကျောင်းကလုံးဝ credit မရှိတဲ့ကျောင်းပေါ့နော်ဘယ်သူမှသိမသိတဲ့ကျောင်းကိုယူရိုတွေတောင်းနဲ့ချီပြီးပေးပြီးတော့လာတာမျိုးတွေပေါ့နော်အဲ့ဒါမျိုးဆိုရင်ကိုရီးယားအများကြီးနစ်နာတယ်အဲ့လိုမျိုးကိစ္စတွေအဲ့လိုမျိုး case တွေကြတော့ campus France နဲ့တေချာတိုင်ပင်ပြီးတော့ရှောက်တာအကောင်းဆုံးပဲပေါ့နော်အဲ့တော့ appointment ယူပါတေချာဆွေးနွေးပြီးတော့ရှောက်ပါအဲ့တော့အခုပြီးသွားပြီကျောင်းရှောက်မယ်ပေါ့နော်ကိုကကျောင်းရှောက်တာတွေလည်းပြီးပြီဆိုလို့ရှိရင်တော့ပြင်ရတော့တင်စုဘယ်လိုရှောက်မလဲပေါ့နော်ဒါအားလုံးလည်းသိချင်ကြမယ်ထင်ပါတယ်ဒီ scholarship ပြင်သစ်အစိုးရကပေးရတဲ့ပြင်ရတော့တင်စုရှောက်ဖို့ကတော့ခုနကအင်ဒရာတို့ကျောင်းရှောက်တာတဲ့ဒီစာရွက်စာတမ်းတွေနဲ့တူတူပဲအကုန်လုံးအဲ့ဒီစာရွက်စာတမ်းတွေရဲ့နောက်တစ်ခုကတော့အင်ဒရာတို့ကအဲ့လိုမျိုးကျောင်းရှောက်လိုက်ပြီပေါ့နော်ကျောင်းရှောက်လိုက်ပြီဆိုရင်အင်ဒရာတို့ကဒီ proof of application ကိုပြရတယ်အဲ့ဒီမှာကိုကကျောင်းရှောက်ထားတယ်ပြီးလို့ရှိရင်ဒီလိုမျိုးစာရွက်စာတမ်းအနေနဲ့အင်ဒရာတို့ကဒီ campus France ကိုပဲ in check ကိုအင်ဒရာတို့ကအတည်ပေးတာပေါ့နော်ငါကတော့ဒီကျောင်းတွေရှောက်ထားပြီးဒီလိုလုပ်ထားတယ်အဲ့တော့ scholarship ကို
ကိုလိုချင်ပါတယ်ပေါ့အဲ့ဒါကြောင့်ခုနကလည်းအင်တာပြောတာ appointment ယူပြီးတော့သွားပြီးတော့ဆွေးနွေးပါဆိုအဲ့မှာလည်းတခါတည်းဆွေးနွေးလိုက်လို့ရတယ်ငါကတော့ budget မတက်နိုင်ဘူးပုံပွင့်လင်းလင်းပဲအဲ့တော့ဒီလိုမျိုး scholarship လိုအပ်တယ်ဒါမျိုးတွေကပုံပွင့်လင်းလင်း consult လုပ်လို့ရတယ်အဲ့တော့အဲ့ကလေးကဒါကိုကလောက်ထားမယ်ပေါ့နော်ဒီလိုမျိုး appointment ယူပြီးတော့တေချာ link လောက်ထားမယ်ဆိုလို့ရှိရင်ရှေ့ဆက်ရမယ် process တွေကပို့လွယ်တာပေါ့နော်ကဲထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီ scholarship ရှောက်မယ် scholarship ကိုခုနကအင်တာပြောခဲ့တဲ့စာရဲအနေနဲ့ပြီးတော့ motivation letter ပေါ့နော်ကိုယ့်ရဲ့ project နဲ့ကိုကဘာလို့ဒီလိုမျိုး scholarship ကိုရှောက်တာလဲဆိုတော့ motivation letter က strong motivation letter ရေးနိုင်မှုလဲလိုတယ်ပို့တကယ်ဖြစ်ချင်တာတွေနဲ့နောက်ပြီးတော့ဒီအကျိုးဘယ်လိုပြုမလဲပေါ့နော်ဒါတွေကိုကိုကတေချာချာ structure လုပ်ပြီးတော့ပေါ့နော်ဟိုရေးတင်တယ်အဲ့ဒီမှာအားလုံးစာရနေတင်ပြီးသွားပြီဆိုလို့ရှိရင်တော့ short listedထဲမှာပါသွားတဲ့ခါကျရင်เนาะအဲ့တို့ဒီလိုမျိုးအဲ့ဒီ short list ထဲပါသွားတဲ့ចောင်းသားတွေက jury နဲ့တွေ့ရတယ် jury နဲ့တွေ့ပြီးတော့ interview ရတယ်အဲ့တော့အဲ့ဒီ interview မှာဆိုလို့ရှိရင်လည်းဒါကိုဦးနာကဒီ motivation letter ထဲမှာထည့်ထားတဲ့အကြောင်းအရာတွေကိုပဲကိုကပြန်ပြီးတော့သူတို့ကိုရှင်းပြရတယ်ပြီးတော့နောက်တစ်ခုကကိုကဘာလို့ကိုကသိရမလား unique ဖြစ်တာလဲကိုကဘာလို့ special ဖြစ်တာလဲဘာလို့သူတို့ကကိုကို scholarship ပေးရမှာလဲဆိုတာမျိုးပေါ့နော်ဒါမျိုးကိုကပြန်ပြီးတော့ကောင်းကောင်း defense ပြန်လုပ်နိုင်ရမယ်ပေါ့နော်ကောင်းရှင်းပြနိုင်ရမယ်ဒီ jury တွေကအင်ရာတို့ကိုဘယ်လိုမျိုးကူညီပေးနိုင်လဲဆိုတဲ့စိတ်ကိုလည်းထည့်ထားရမယ်ပေါ့နော်ကိုယ့်ရဲ့စိတ်ထဲမှာကိုယ့်ရဲ့ကြတော့ကိုယ့်ရဲ့စိတ်ဒီ mentality မှာသူတို့ကငါကိုကူညီမဲ့သူတွေငါရဲ့ project ကိုကူညီမဲ့သူတွေငါ့ကိုပြင်သစ်နိုင်ငံမှာကျောင်းသွားတက်ဖို့အတွက်ကိုကူညီမဲ့သူတွေလို့စိတ်ထဲမှာတွေးရမယ်ပေါ့နော်ဒါအင်ရရဲ့အတွေ့အကြုံကိုအင်ရပြန်ပြီးတော့ရှင်းပြပေးတာအင်ရကတော့ဒီလိုမျိုး interview မှာအင်ရပြန်မေးတယ်သူတို့ဘက်ကရောအင်ရကိုဘာတွေကူညီပေးနိုင်လဲငါဒီလိုမျိုး scholarship ရခဲ့လို့ရှိရင်ဘာတွေသူတို့လုပ်ပေးနိုင်လဲဘာနောက်ပြီးတော့ဒီလိုမျိုး project ကိုငါရဲ့ dream ပေါ့နော်ဒီရှေ့တောင်အာရှနိုင်ငံတွေနဲ့ဒီ Europe ကနိုင်ငံတွေကြားထဲမှာဒီလိုမျိုးကုန်သွယ်စီးဆင်းမှုကိုငါကပို့ပြီးတော့ easy ဖြစ်အောင်ငါလုပ်ချင်တယ်ငါရဲ့ dream ကိုသူတို့ဘာတွေကူညီပေးနိုင်လဲအစရှိသဖြင့်ပေါ့နော်ကိုကလည်းပြန်ပြီးတော့သူတို့ကိုမေးနိုင်ရမယ်ပေါ့နော်အဲ့ဒီခါကျတော့ဘာပြော jury တွေအနေနဲ့လည်း impress ဖြစ်တာပေါ့နော်သူကတော့တေချာကိုပြင်ဆင်လာတယ်ပြီးတော့သူသွားမဲ့သူလေ့လာမဲ့ဘာသာရဲ့သူသွားမဲ့ဒီအကြောင်းတွေဒီဟာတွေကိုသူတော်တော်လေးကို passionate ဖြစ်ပါလားသူတော်တော်လေးသိပါလားတော်တော်လေးပြင်ဆင်ထားပါလားဆိုတာမျိုးသူတို့ impress ဖြစ်သွားတဲ့အတွက်ကိုက bonus point တွေရတာပေါ့နော်အဲ့တော့တိတ်ချပြင်ဆင်သွားစီချင်ပါတယ်အဲ့တော့အခုအင်ရကကျောင်းရှာတာတွေကျောင်းလျှောက်တာတွေလည်းရှင်းပြပြီးသွားပြီအဲ့တော့ scholarship ရဖို့လည်းရှင်းပြပြီးသွားပြီပေါ့နော်အဲ့တော့အင်ရ scholarship ကိုလျှောက်ဖို့အကြံပေးခြင်းနဲ့ scholarship ကိုဘာလို့လျှောက်ဖို့အကြံပေးခြင်းတာလဲဆိုတော့ငါပတ်စံတက်နိုင်တာပဲဆိုတာမျိုး mentality ရှိတယ်ဆိုတော့သူမျိုးတောင်မှ scholarship ရတဲ့အခါမှာ financial support နဲ့ mental support ကအများကြီးပါတယ် scholarship ကျောင်းသူတယောက်အနေနဲ့အင်ရာတို့ကိုစရောက်ကတည်းကဒီ campus residency ပြင်သစ်ဘက်က in-check ကတစ်ချိန်လုံးအင်ရာတို့ကို monitor လုပ်ပြီးတော့တစ်ချိန်လုံး check နေရပါတော့အင်ရာတို့ကိုစင်ပြေလားဘာလို့လဲဘယ်လိုလဲပေါ့နော်ဒါမျိုးတွေချိန်လုံး check နေတယ်ဒီလိုမျိုးအခြားနိုင်ငံတစ်ခုပေါ့နော်ကိုနဲ့ culture လုံးဝမတူဘဲနဲ့အခြားနိုင်ငံအဝေးယူလာတဲ့အခါမှာကိုဒီလိုမျိုးနောက်ကနေပြီးတော့စိတ်ပိုင်းဆိုင်ရာခွန်အားနဲ့ပေးနေတဲ့ဒါမျိုးဟာအင်ရာတို့လိုကျောင်းသူကျောင်းသားတွေအတွက်အရန်လိုအပ်တယ်ဒီရောက်တယ်ဆိုလို့ရှိရင်ပို့ပြီးတော့ကိုအင်ရာဒါတော်တော်လေးကိုကိုက grown up woman လို့ပြောလို့ရတယ်ဒါတော်တော်ရင့်ကျက်နေပါပြီလို့ပြောလို့ရတာတောင်မှတကယ်ဒီလိုမျိုးပေးတဲ့ support ကအရန်အရေးပါတယ်ဒီလိုမျိုးစိတ်ခွန်အားပေးတာမျိုးပေါ့နော်နောက်တစ်ခုကကြတော့ညီတို့ဒီ scholarship ကျောင်းသားတွေကြတော့ဒီမှာခံစားရတဲ့အကျိုးကျေးဇူးတွေကလည်းအများကြီးပဲဥမာကျောင်းမှာအင်္ဂါတို့ကိုကျောင်းမှာ cruise ဆိုတာကအင်္ဂါတို့ကိုဒီလိုမျိုးနေ့လည်စာပေါ့နော်ပေးတဲ့ဒီကျောင်းကန်တင်းပေါ့နော်အင်္ဂါတို့ကကန်တင်းမှာပုံမှန်ကျောင်းသားတွေဆိုလို့ရှိရင်3.3 euro ပေးရတယ်ပေါ့နော်အင်္ဂါတို့လိုမျိုး scholarship ရထားတဲ့ကျောင်းသားတွေက1 euro ပဲပေးရတယ်1 euro ဆိုတာပမာငွေအခုဘယ်လောက်လဲ9000လားမြန်မာပြည်မှာတော့9000နဲ့ဘာမှစားလို့မရတော့ဘူးဒါပေမဲ့ဒီမှာ9000နဲ့ entry လဲပါတယ်ပြီး main ပေါ့နော်တကယ်စားစရာ mainလဲပါတယ်ပြီးလို့ရှိရင် dessert ပေါ့နော်ဒီအချိုပွဲလဲပါတယ်အဲ့လိုမျိုးအပြည့်အစုံကိုမှအင်္ဂါတို့က9000 1 euro နဲ့စားရတယ်ပေါ့နော်အဲ့တော့ scholarship ကိုရှောက်ပါဒီထက်ဒါကအနည်းဆုံး
ပြောပြထားတဲ့ဒါအကျိုးကျေးဇူးတွေပေါ့နော်ဒီထက်အများကြီးရှိတဲ့အကျိုးကျေးဇူးတွေလည်းရှိတယ်အဲ့တော့ရှောက်ဖြစ်အောင်ရှောက်ပါပြီးတော့အင်ရာကဒီဗီဒီယိုကနေသတင်းကောင်းတစ်ခုပြောချင်တာကအခုဆိုလို့ရှိရင် Campus Friends ကစပြီးတော့ဒီ application တွေစပြီးတော့လက်ခံနေပါပြီအဲ့တော့အမြန်ဆုံးသွားပြီးတော့ရှောက်လိုက်ပါအဲ့တော့ scholarship ကိုကျောင်းတွေကိုအမြန်ဆုံးရှောက်ပါအကုန်လုံး open ဖြစ်နေပါပြီအခုဒီ October ကဒီ opening window ရဲ့အစပေါ့နော်အဲ့တော့မြန်လေးသွားပြီးတော့ရှောက်ကြပါအဲ့တော့အဲ့လိုမျိုးရှောက်မယ်ပေါ့နော်ရှောက်ကြမယ်အခုအင်ရာရဲ့ဗီဒီယိုကြည့်နေတဲ့သူတွေရှောက်ကြမယ်သူတွေပေါ့နော်2026မှာအကြောင်းလာတက်ချင်တယ်ဆိုလို့ရှိရင်အင်ရာရဲ့အောက်မှာ study in France 2026ဆိုတဲ့ hashtag လေးနဲ့ comment ပေးသွားပါအင်ရာအဲ့ထဲကနေပြီးတော့3ယောက်ကိုရွေးပြီးတော့ scholarship ရအောင်ဘယ်လိုလုပ်ရမလဲအကြောင်းဘယ်လိုရှောက်ရမလဲဆိုတာကိုသေချာconsulting လေးလုပ်ပေးပါမယ်အင်ရာလည်းအကုန်လုံးတော့လုပ်ပေးချင်ပါတယ်ဒါပေမဲ့အင်ရာကိုယ်တိုင်လည်းလက်ရှိမှာကျောင်းသူဖြစ်တဲ့အတွက်မနက်9:00နာရီကနေပြီးညနေ9:00နာရီထိကျောင်းတက်နေရတယ်စနေနေ့တွေဆိုလို့ရှိရင်လည်းဒီပေးထားတဲ့ project တွေလုပ်နေရတဲ့ဖြစ်တဲ့အတွက်အရန်ကိုအချိန်က limited ဖြစ်တဲ့အတွက်အင်ရာ3ယောက်ကိုအင်ရာရွေးပြီးတော့သေချာconsulting လေးလုပ်ပေးပါမယ်အင်ရာရဲ့ဒီဗီဒီယိုအောက်မှာ comment ပေးသွားပါအဲ့ထဲကနေပြီးတော့အင်ရာရေးသွားပါမယ်အဲ့တော့အားလုံးပဲကံကောင်းကြပါစေအားလုံးပဲမျှော်လင့်စုတွေလည်းရကြပါစေအားလုံးလည်းနောက်နှစ်မှာပြင်သစ်မှာအားလုံးလည်းတွေ့ရမယ်လို့မျှော်လင့်ပါတယ်ဗီဒီယိုဆုံးတဲ့အထိကြည့်ပေးသွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာဆက်လက်တွေ့ကြမယ်အပလူ